strong mind စိတ်ဓာတ်အရန်ကြက်ခိုင်ရ you mind is strong mind သူများဆွဲဆောင်တာအလွယ်တကူမပါရင်နဲ့အဲ့ဒါဆိုတော့မင်း weak mind နဲ့ weak ပဲမင်းနောက်ကအရက်တော့တောက်ကြမယ်ပါသွားပြန်ကန်းလက်လက်ဖြစ်လက်သွားကြမယ်ပါသွားပြန်အဲ့ဒါ weak တော့ဟူကလာမခေါ်နဲ့ငါ strong အဲ့ဒါပဲ strong mind စမိုင်း document ရေးတဲ့ဒီစာကြောင့်ဆရာခဏခဏပြန်ရွတ်ပြတယ် under the body tree the Lord Buddha attained the enlightenment he became strong အဲ့တော့ခေါရမြတ်စွာဘုရားကြီးဘောဓိမြောင်မြင်အောက်မှာ strong ဖြစ်သွားပြီဝိမလို့လား strong ဖြစ်တာစဉ်းစားဖို့တော့ဟုတ်တယ်မလားနော်ဘာဖြစ်လို့ strong ဖြစ်သွားတာဒါရုပ်ကိုပြောတာမဟုတ်ဘာကိုပြောနေတာသူ့ရဲ့စိတ်ဆွမ်းကြီးတဲ့ပုံကိုကပောက်မှာရှိတယ်စိတ်ဆွမ်းကြီးတဲ့ပုံ he became strong အဲ့ဒါစမိုင်းတော့ကမချစ်ကြည့်ရတဲ့စာပါ he became strong အဲ့တော့ strong ဘလောက်အားကြီးလဲဆိုတာအဲ့တော့ရေကိုစိတ်ကမင်းတို့ဒီကိုကြောင်းလာတက်တာဆရာမင်းတို့ဖြစ်စေနေတာဒါပဲစိတ်ကို strong ဖြစ်အောင်အဲ့တော့အဲ့ကိုစိတ်ကို strong ဖြစ်ဖို့အတွက်ကိုတောက်တန်းနေအပိုထပ်ပြီးတော့အပိုတောင်းထည့်တယ်သူစားတဲ့နဲ့ကနေ့တနားရီစားတဲ့နဲ့ဒီတနားရီအာယုံဆိုင်ရတာလွယ်လားမလွယ်ဘူးနောက်လာပြစ်ဖို့ကလည်းမလွယ်ဘူးအကြောင်းမျိုးမျိုးရှိတယ်အခုမင်းတို့စာဖတ်တန်းမှာလာတွေ့ရတာတော်တော်ခက်ခဲရင်ဒုံလဘတရားပဲမင်းတို့အရွယ်လေအခုလူငယ်တွေအပြင်ဘာလို့ပေါက်ကြတယ်ရှောက်လို့ဖုံးတစ်လုံးနဲ့ဘောဟုတ်တယ်လားဖြိုးဘီယာဆိုင်သွားတာမင်းကလေးကိုယောက်ျားလေးကိုဘာတွေလဲဘလို့ကိုယ့်ဘဝကိုလူဆောင်တာအသက်ကြီးလာဘာတွေဖြစ်ကုန်စဉ်းစားမှာအဲ့ဒါတပည့်ထဲမှာလည်းပါပါတယ်အရက်တောက်တယ်လေမင်းတောက်တဲ့အရက်တွေဟိုစုအဲ့တောက်အဲ့ပတ်စံတွေဆိုတာမင်းသမီးကိုရွှေဆွဲကြုတ်လုပ်လို့ရပြီပေါ့သမီးလေးရွှေဆွဲကြုတ်လုပ်ပြီးမစင်လာဘူးတောက်ပြည့်အဲ့လိုဖြစ်နော်ဆိုတော့အဲ့ဒါလေးရှိတယ်အဲ့ပြောလို့ရတဲ့ပုံကိုလည်းပြောလို့မရတော့လည်းသူ့သဘောပေါ့အဲ့တော့ string ကိုဗတ်ထပ်ပြောင်းအရင်ပေါင်း strength တာမစေသည်